ဟုတ်မဲမင်္ဂလာပါကျွန်တော်အော်ရင်ဝန်ဒီ topic ကနေဒီလိုပါကျွန်တော်ဒီကနေ့ပြောပြပြီးမှာတော့ကျွန်တော် Facebook page ဒီမှာခြေတလောကပြီးခဲ့လွန်ခဲ့တဲ့2လ3လလောက်ကလည်း content moderation တွေပေးနေတယ်အခုနောက်ပိုင်းလည်းပေးနေတယ်အဲ့လို content moderation ကပေးတိုင်းပေးလားဆိုမပေးဘူးခင်ဗျကျွန်တော်တို့အဲ့ဒီ account မှာအဲ့ဒီ page မှာကအနည်းဆုံး6လတစ်နှစ်လောက်ရှိရ page ဆိုရင် content moderation ပေးတယ်ဒီ Facebook ဘက်ကပေးတာရှိရမပေးဘဲနဲ့စာပစ်ဆရာကြီးအကြရလည်းရှိရတကယ်တမ်းစာပစ်ဆရာတွေကြီးအဆရာမလို့ကိုတိုင်းcontent moderation ပေါ်ဖောင်တင်ရမယ် Facebook တင်ပတ်ကိုဘယ်လိုဖောင်တင်ရမလဲဆိုတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်လွယ်လွယ်လေးစာပေဆရာကြီးအဆရာမလို့ကိုပေးရအနည်းဆုံး6လတစ်နှစ်လောက်ရှိရမယ်အဲ့ဒါချင်းဆိုရင် content moderation 6လို့ရတယ် content moderation တင်လို့ရတယ်အဲ့ဒါကျွန်တော်တင်ပေးမယ်နီလန်းနဲ့လွယ်လွယ်လေးကျွန်တော်နဲ့တူပြီးတော့ဆောင်းတိကြည့်ရှုပေးဒါဆိုရင်လွယ်လွယ်လေးမိနစ်ကလည်းခဏလေးပဲเนาะအဲ့တော့ကျွန်တော်ဒီ content moderation နဲ့ဝင်လိုက်ပြီကျွန်တော်တော့ဖောင်တင်တာပေါ့ဗျာတကယ်လည်းဖောင်မတင်လဲရတယ်ဖောင်မတင်မဲနဲ့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော် browser ထဲသွားမယ် browser ပဲဒီ content moderation ဒီ moderation beta form ဆိုတော့တွေ့လိမ့်မယ်ဒီကောင်လေးနဲ့ကျွန်တော်အဲ့စာကိုလည်း link မှာချထားပေးမယ် content moderation beta ဒီကောင်လေးနဲ့ကျွန်တော်အဲ့လိုနှိပ်ပြီး instruct စိတ်ဝင်စားတယ်ငါစိတ်ဝင်စားတယ်နှိပ်ကျွန်တော်အဲ့လိုနှိပ်ပြီးဒီမှာကျွန်တော်တို့ကဒီမှာ email ဒီမှာ Facebook link page link ဒီမှာကကိုကတခြားဒီ sorry ဒီမှာက Gmail link Gmail ထက်ဒါ Gmail ပြီးရင်ဒါက Facebook page link ဒါကတော့ social media social media မှာကျွန်တော်ဗာထည့်လို့ရတယ်ဆိုတော့ဒီမှာ email ထည့်မယ် page link ထည့်မယ်ဒီမှာဗာထည့်လို့ရတယ်ဆိုတော့ကျွန်တော်လက်ရှိYouTube မှာ YouTube run ထားဆို YouTube page link ထည့်ဒါမှမဟုတ်မရှိရင်လည်း TikTok account link ထည့်လို့ရတယ်ကျွန်တော်လုပ်ပြမယ်ကျွန်တော်လက်ရှိဒီ page တစ် page ကိုကျွန်တော် content moderation ချဖို့ content moderation ပေါ်လုပ်ဖို့ရှိတယ်ကျွန်တော်ဒီ page link ကိုကျွန်တော်ယူပြီးရင်ဒီနေရာမှာ page link ကိုထည့်အဲ့လိုထည့်ပြီးဒီမှာ email ထည့် email ကလည်းအဲ့ Facebook admin ဖြစ်နေတဲ့ဒါမှမဟုတ်အသစ်ထည့်လေးရ email သစ်ထည့်ပြီးရင်ကျွန်တော်ကတော့ TikTok ထည့်တာ YouTube ကပိုကောင်းတယ် YouTube ထဲဝင်လိုက်ကျွန်တော် YouTube ထဲဝင်ပြီးရင်ဒီမှာဒီ YouTube ရဲ့ link ကိုယူလိုက် YouTube မှာတင်ထားတဲ့ link တွေကိုယူလိုက်အဲ့ဒါဒီကောင်တင်လိုက်အဲ့ဒါဆိုပို့အဆင်ပြေတယ်copy link ယူပြီးရင်ကျွန်တော်တို့ဒီမှာဒီဟာကိုတစ်ချက်တင်ပြီးရင် let's go ဒါမျိုးဆိုရင်ဒါရပါပြီကျွန်တော်လူချင်းမျိုးသိကျင်တဲ့အကြောင်းအချင်း Facebook ဒီကျွန်တော် Facebook ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ကြိုက်တဲ့ era မှာကျွန်တော်တို့ရဲ့ all media စာပစ်မှာလူချင်းမျိုးလာပြီးတော့စာပစ်အပ်လို့ရတယ်ငွေလည်းထုတ်လို့ရတယ်ဒီလူချင်းမျိုးall media စာပစ်ဆိုတဲ့အတိုင်းကျွန်တော်တို့မှာစာပစ်အကုန်ရပါတယ်ခင်ဗျကျွန်တော်တို့လူချင်းမျိုးသိကျင်တဲ့အကြောင်းအချင်း comment အောက်မှာရေးထားပါကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျဒါမျိုးဆိုရင်အဆင်ပြေပါပြီ Okay thank you ပါနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်